AR တိုင်းကလေးမျက်နှာမြို့နယ်အထိအရကတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရောက်ရှိလာပြီးအကြက်ဖက်စကောင်စီတပ်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတဲ့အတွက်အဲ့ဒီကစစ်သားမသားလောင်းတွေကိုအင်္ဂပူအထိပို့ဆောင်တကြိုနေကြတယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့လက်ရှိ AR တိုင်းအတွင်းထိုးဖောက်ဝင်ရောက်နေတဲ့အရကတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာမတ်လ18ရက်နေ့ကစပြီးလေးမျက်နှာမြို့နယ်အထိရောက်ရှိလာနေရမှာဝက်ကုန်းလဲကုန်းကြီးဆက်ဆက်ရိုးချင်းလယ်နဲ့စန်းကုန်းကျေးရွာတွေဘက်မှာအကြံဖက်စကောင်စီတပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါပြစ်ကူပေးနေရသလိုစကောင်စီတပ်သားတွေလည်းသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေတဲ့အတွက်အဲ့ဒီကစစ်သားမပါအလောင်းတွေကိုအင်္ဂပူမြို့နယ်အုတ်တွင်းကုန်းကျေးရွာမိသကြိုဇက်အထိပို့ဆောင်ပြီးတကြိုနေကြတယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောထားကြပါတယ်လက်ရှိမှာတော့ AR တိုင်းတွင်ထိုးဖောက်ဝင်ရောက်နေတဲ့အာရကတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာလေးမျက်နှာမြို့နယ်လို့အတွင်းတဲ့အထိတော်တော်ကိုရောက်ရှိလာပြီဖြစ်တယ်လို့တိုက်ပွဲဖြစ်ပွားရာဝက်ကုန်းကျေးရွာအုပ်စုဘက်ကပြည်သူတွေကတော့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရွာတွေမှာမနေ့ရက်တော့ပဲထွက်ပြေးတင်းရှောင်တာတွေရှိနေတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ